မေတ္တာဘာဝနာမေတ္တာမတ္တတိတ္တလို့ပွားများကြရဖြစ်ပါမေတ္တာမတ္တပွားများထိတာဝိပဿနာမတ္တရှုမှတ်စေလို့ဟာယုတ်ပရမတ္ထနာပရမတ္ထရမဏဓမ္မတရားတို့ကိုအာရုံမပြုကြရပဲမြို့သားပညာမြို့သမီးပညာပညာတိဓမ္မတရားတို့ကိုအာရုံပြီးတော့မေတ္တာဘာဝနာမေတ္တာဓမ္မထံစီဖြန်းကြရအောင်ဖြစ်ပါဒီစိတ်ကိုအရိယဝတ္ထုယုံမှာငြိမ်သက်စွာထားရှိပြီးတော့ငြိမ်အိတိဓမ္မတာတိုင်းအေးမြတ်မေတ္တာတာတိုင်းများမိမိတို့ရဲ့ခန္ဓာကိုယ်နဲ့တကွာဝိနည်းတတ္တဝါအားလုံးကိုပို့လို့ပြီးမေတ္တာဘာဝနာမေတ္တာကမ္မဋ္ဌာန်းစီဖြန်းကြရမှာဖြစ်ပါတယ်ကမ္မဋ္ဌာန်းစီဖြန်းပြီးကမိမိတို့အထူးမေတ္တာပို့တာလို့တော့သူမေတ္တာပို့တာလို့လေပုဂ္ဂိုလ်များကိုကြီးလေးလေးရှင်းရှင်းပြပြပါဠိမိတေနာကိုကြည့်ရှုပြီးတော့မေတ္တာဘာဝနာမေတ္တာကမ္မဋ္ဌာန်းစီဖြန်းကြရဖြစ်ပါလား